အားလုံးမင်္ဂလာပါမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေလို့နှုတ်ခွန်းဆက်တာပါတယ်ကျွန်တော်ဒီနေ့ဒီဗီဒီယိုလေးကိုရိုက်တဲ့အစီအစဉ်ကတော့ခုလာမယ့်ဒီဇင်ဘာလတရားစခန်းပွဲအတွက်ကိုကျွန်တော်ကြိုတင်ပြီးတော့ကြော်ညာလေးဖိတ်ချင်လို့ဖြစ်ပါတယ်ပုံမှန်ဆိုရင်တော့ကျွန်တော်တရားစခန်းဖိတ်စာတွေပမ်ဖလက်တွေကို online ပေါ်မှာအရင်ဆုံးကြေညာတာပေါ့နော်ဒါပေမဲ့အခုတလောမှာကကျွန်တော်ရဲ့မိသားစုကိစ္စလေးတွေနဲ့တခြားသောလူမှုပရိသတ်အကျိုးကိစ္စလေးတွေအပါအဝင်ပေါ့ကိစ္စပေါင်းများစွာကြားကဆောင်ရွက်နေနေမို့လို့ကျွန်တော်လည်းနီးပညာလေးတွေလည်းကျွန်တော်ရဲ့ဒီပညာရဲ့ပိုင်းဆိုင်ရာလေးတွေလေ့လာကြရှိတဲ့သင်တန်းလေးရာလည်းရှိတော့လေမကြေညာဖြစ်ဘူးပေါ့နော်နောက်ကျသွားတာတွေလည်းရှိတာပေါ့အားလာလေးတွေအတွက်ကျွန်တော်အခုဒီနေ့ဒီဗီဒီယိုလေးနဲ့တက်လာပြီးတော့ရုပ်သံလေးနဲ့တရားစခန်းအစီအစဉ်လေးတွေကိုကြေညာခြင်းလို့ဖြစ်ပါတယ်ကျွန်တော်တို့မျက်စေနာဓမ္မမောင်မယ်များအသင်းဆိုတဲ့ခေါင်းစဉ်နဲ့18ကြိမ်မြောက်ဒီဇင်ဘာလတရားစခန်းကိုစီစဉ်သွားမှာဖြစ်ပါတယ်ဟလာဆုံးလူရှင်တွေကတော့ပြည့်ပါပြီလာမယ့်တကြံအတွက်တောင်မှအာယုံစွမ်းနှစ်ဆလောက်ပဲကြံမှာတော့တယ်ဆုံးလို့ရှင်နေရတော့ပြည့်နေပါပြီခင်ဗျာ20ဆုံးရက်နေတဲ့အဝင်နေ့ကတော့အဝင်နေ့ဆိုတာကစွန်းရလို့တော့မဟုတ်ဘူးပေါ့နော်ဒီလားရှင်ဝတ်မယ်ဆိုရင်လည်းဆရာတော်ဘုရားထံမှာဒီလားမခံယူမိမှာညနေခင်းထိကိုပွဲမစားခင်စခန်းဖွင့်ပွဲမတိုင်ခင်ထိကိုအာဟာရသုံးဆောင်တဲ့နေရာလေးဒီမှာလှူဒန်းတဲ့သဘောပေါ့နော်လာရောက်တဲ့ဧည့်သည်တွေရောဘုန်းကြီးဝေရဟန်းဝတ်မဲ့ပုံကိုယ်တွေရှိလို့ရှိရင်လည်းကိုရင်စီးမဲ့ပုံကိုယ်တွေရှိရင်လည်းသူတို့ရဲ့မိဘတွေဧည့်သည်တွေအခုကျွန်တော်တို့ဝေယဝဆတွေရောစခန်းဖွင့်ပွဲမှာမြည်သူမဆိုပေါ့လာရောက်တဲ့ပုံကိုယ်တွေအကုန်လုံးကိုကျွေးမွေးတာကလည်းလိုအပ်တယ်ဒီနော်ဆွမ်းကြတော့ယောဂီနဲ့ဝေယဝဆတီးတန်းပဲကြံတော့တယ်နော်ကြံတဲ့အပိသိတော့မပါတော့ဘူးအဲ့ဒီအဝင်လေးကြတော့အဆုံးပါတာပေါ့နော်တရားစခန်းဝင်မဲ့ပုံကိုယ်တွေရောသီလရှင်ဝတ်မဲ့ပုံကိုယ်တွေရောပြီးလို့ရှိရင်ဒုံတပတ်ယဟန်တွေရောအဆုံးပေါ့အားလုံးစားဖို့တော့ဖို့အတွက်ကိုခုနောက်ပိုင်းကျွန်တော်ကလူကျင်တဲ့ပုံကိုရှိရင်လည်းအလားကိုလည်းဆုံးခဲ့သူပဲအမီနာမာလေးတွေတက်ပြီးတော့ကျွန်တော်ကြီးညာပေးပါတယ်နော်။ဒါကြောင့်မလို့ဒီနေ့ကတော့အဝင်နေ့အခန့်ကျွေးမဲ့လူရှင်မှာမနစ်ကစပြီးတော့ကျွန်တော်တို့ဒီအလူတွေကိုရရှိတာဖြစ်ပါတယ်နော်။အလူရှင်တွေပေါ်ထွက်လာတာဖြစ်ပါတယ်။ဒီနေ့ကတော့29ရက်12လကျွန်တော်စတင်မှာလည်းအခုဒီဒီဇင်ဘာလ29ရက်နေ့ကနေစတင်မှာဆိုတော့29ရက်နေ့အဝင်နေ့ကိုဖူးမတ်ဆက်ယုံမှာအမကြီးခင်စုထွေဦးဆောင်သောယောဂီများမှ19000ဘတ်လှူဒန်းပါတယ်ရေမီးပါအပါဝင်ပေါ့နော်ကျွန်တော်တို့စွန်းက30ရက်နေ့ကစတင်တာဖြစ်ပါတယ်30ရက်နေ့နေ့စွမ်းအလှူရှင်ကတော့ညီမလေးနန်းဝင်းဝင်းထေးပေါ့နော်မဝင်းဝင်းထေးယောဂီဟောင်းပါပဲသူတို့မိသားစုကနေပြီးတော့လွန်ခဲ့တဲ့တချံတရားစခန်းပြီးခဲ့တဲ့ပြည်မှတရားစခန်းတွေကကျွန်တော်အစီရင်ပေးထားတာပေါ့နော်ပြီးလို့ရှိရင်အာယုံစွမ်းအလှူရှင်ကတော့မီးရင်ရှင်လေးဆိုတဲ့အကောင့်ပိုင်ရှင်ကနေပြီးတော့အာယုံစွမ်းကိုပြီးခဲ့တဲ့တချံတွေကကျွန်တော်ရှိကိုလှမ်းပြီးတော့ဒီအာယုံစွမ်းလှူဒန်းမဲ့ဆိုတဲ့အကြောင်းကိုစည်ရင်ပေးထားတာဖြစ်ပါတယ်ဒါကတော့30ရက်နေ့ပြီးသွားပြီပေါ့နော်31ရက်နေ့ကျတော့နှိစွမ်းအလှူရှင်က31ရက်နေ့ကျတော့အာယုံစွမ်းအလှူရှင်ကကျွန်တော်တို့မျက်စိနာဓမ္မမောင်မယ်အတင်းရဲ့ဓာတ်ပုံပိုင်းဆိုင်ရာတွေကိုမှတ်တမ်းတင်ရိုက်ကူးတဲ့ညီလေးကိုအောင်ဖိုတိုဂရာဖီဒေါ်လေးတို့မိသားစုကနေပြီးတော့အောင်ရဲ့ဖခင်ကြီးဒေါ်လေးရဲ့ခင်ပွန်းတဲ့ဖြစ်တဲ့ဦးလေးကိုရည်စူးပြီးတော့အာယုံဆန်းကိုလှူဒါန်းမှာဖြစ်ပါတယ်เนาะသူတို့အမီတွေတော့ကျွန်တော်ပို့လာမယ်ဆိုရင်မပို့လာသေးခင်မှာပဲကျွန်တော်လည်းဒီအစီအစဉ်လေးကြီးညာမှာမဟုတ်လို့အောင်တို့မိသားစုအာယုံဆန်းအလှူပေါ့เนาะရည်စူးတာကတော့သူတို့ရဲ့ကွယ်လွန်ပြီးသွားပြီဖြစ်တဲ့သူတို့ရဲ့အဖေနဲ့သူတို့ဘာကြီးတွေကိုရည်စူးတာပေါ့เนาะနောက်တစ်ခုကျွန်တော်တို့နေစွမ်းအလှူရှင်ကတော့ညီမလေးဖြူဖြူဝင်းကျွန်တော်ရဲ့အသင်းဝင်ပဲဖြစ်ပါတယ်မိုးလေးတို့စန္နာမင်းပြီးရင်အွန်စောပေါ့เนาะသူတို့ဖွဲ့ရနေပြီးနေစွမ်းလှူဒါန်းတာဖြစ်ပါတယ်တရက်နေ့အလှူရှင်ကတော့ကွယ်လွန်သူအဖိုးဖူးတစ်ခုအာရည်စူး၍နေစွမ်းကိုတဲ့ဖတ်ထရာမှာယောဂီဟောင်းကပဲပေါ့နော်ယောဂီညီမကနေပြီးညီမလေးကနေပြီးတော့သူ့နာမည်နဲ့တကွာတော့ကျွန်တော် line ပေါ်မှာကြီးညာထားတယ်နော်အခုတော့ကျွန်တော်နာမည်ကဒီမှာရေးထားတာမရှိဘူးကျွန်တော်အဖိုးဖူးတစ်ခုကိုတော့အလွတ်ရအများတန်းလှူနေလို့နော်အဖိုးဖူးတစ်ခုကိုရည်စူးပြီးတော့နှိစွမ်းကိုလွှဲပြီးသွားတာပြီးခဲ့တဲ့လပေါင်းများစွာတည်းကလွှဲပြီးတာဖြစ်ပါတယ်နော်အလားညီမလေးကနှိစွမ်းလှူပါတယ်ပြီးလို့ရှိရင်တော့ကျွန်တော်တို့လက်ရောင်းမှာကိုရှိုင်းဥဆောင်တော့အဖွဲ့မှနေပြီးတော့လိုချင်တာကနှိစွမ်းပေါ့နော်ဒါပေမဲ့လည်းနှိစွမ်းနေရအကုန်သွားပြီဆိုတော့အာယုံစွမ်းကိုပြီးခဲ့ပါတယ်ခင်ဗျာဒါကတော့အဝင်နေပါမကြမ်းလူရှင်အလုံးလူတန်းသွားတာဖြစ်ပါတယ်
အဲ့တော့ကျွန်တော်တို့ခုဒီတကြံတရားစခန်းမတိုင်ခင်အခုဆိုလို့ရှိရင်တော့ကျွန်တော်တကြံတရားစခန်းဆိုရင်တော့ဒီကျောင်းတိုင်းမှာကျွန်တော်စီစဉ်တာ9ကြိမ်တန်ပြီပေါ့နော်မောင်းထောင်မြေစင်းကန်နီနီးနဲ့ကတော့ကျွန်တော်အခုဒီကျောင်းတိုက်ကြီးမှာပင်လယ်ကမ်းဆက်ဝက်ခွန်စမှုချင်းပင်လယ်ကမ်းဆက်ကျောင်းတိုက်ကြီးမှာစီစဉ်တာဆိုရင်6ကြိမ်တိုင်ပါပြီဒီဇင်ဘာလအခုကျင်းပမဲ့အကြိမ်ရည်နဲ့ဆိုရင်ကျွန်တော်အရင်တော့ကမိုးကုတ်နီးနာလေးတရာနဲ့ပေါ့နော်ဝက်ချုံကျောင်းတိုင်းမှာ6ကြိမ်ဝက်ကူးဆန်းမှာလည်း6ကြိမ်ကျင်းပခဲ့ပါတယ်ဒါဒီနှစ်ဆိုရင်ပင်လယ်ကမ်းဆက်ကျောင်းတိုင်းမှာလည်း6ကြိမ်မြောက်တရားစခန်းကိုကျွန်တော်စီစဉ်သွားမှာဖြစ်ပါတယ်ဒီကျောင်းမှာကတော့အခုဒီတကြံတက်တောင်မှအာယုံစွာနှစ်ပဲကျန်တော့တယ်ဆိုတော့ဒီကျောင်းတိုက်မှာက9ကြိမ်ကိုစတင်ပြီးတော့စံချိန်ချိုးမှာဖြစ်ပါတယ်ပေါ့နော်အဲ့တော့သာသနာထွန်းကားဖို့အတွက်ကိုနေရာဒေသသာသနာရဝန်းရှိရာသူတော်ကောင်းတွေရှိရာတာဝကတွေရှိရာဌာနမျိုးစုံမှာကျွန်တော်ကနေပြီးတော့အခုလိုမျိုးတရားစခန်းတွေကိုလိုက်လံပြီးတော့စီစဉ်ကျင်းပအကျိုးတော်ဆောင်ပေးတာဖြစ်ပါတယ်လာရောက်တရားအားထုတ်မဲ့ပုဂ္ဂိုလ်တွေအနေနဲ့စိတ်ချမ်းမြေ့စွာအားထုတ်နိုင်ရေးအတွက်ကိုကျွန်တော်တို့ဝေယဝိဆအချက်အပြုတ်စီမံခန့်ခွဲမှုပါမကြမ်းကြောင်းတိုက်ကိုလူတိုင်းချင်းလာရောက်ပြီးတော့ခေါ်ကြားသွားတဲ့ဆရာတော်တွေရဲ့အများအကျိုးလူမှုအကျိုးမိမိအကျိုးသာသနာအကျိုးတွေအတွက်ပေါ့နော်ကာဏဒူရာဝိပဿနာဒူရာတွေမှာလိုအပ်တာတွေကိုပစ္စည်းလေးဖြာအတွက်လိုအပ်တဲ့နေရာတွေမှာအသုံးပြုနိုင်ရန်အတွက်လှူဒန်းမှုအစုစုတွေကိုလည်းနဝကာမအနေနဲ့အမှုတေကိစ္စတွေမှာဆောင်ရွက်စီမံနိုင်ရန်အတွက်ကိုလည်းအဆက်တော်လှူဒန်းမှုဖြစ်စီစဉ်ဆောင်ရွက်သွားတဲ့အစီအစဉ်တွေကိုကျွန်တော်တို့ကနေပြီးတော့စီစဉ်ဆောင်ရွက်ပေးနေတာဖြစ်ပါတယ်ခင်ဗျလာရောက်ယောဂီလာရောက်အထုမဲ့ယောဂီတွေအတွက်တော့အပေါ်အဖြူအောက်ကယောဂီလိုအပ်ပါတယ်ပြီးလို့ရှိရင်မိမိတို့နေတဲ့နေရာဖုန်းနံပါတ်ကိုကျွန်တော်နဲ့ဆက်သွယ်ရှိတဲ့ပုဂ္ဂိုလ်ဆိုရင်တော့ကျွန်တော်ရဲ့အကောင့်မှာစာပို့ထားလို့ရပါတယ်အဲဒါလို့ကျွန်တော်နဲ့ဆက်သွယ်မရှိဘူးဆိုရင်တော့ကျွန်တော်တို့ကြော်ညာတင်ထားတဲ့ဖိတ်စာတွေတဲကဖုန်းနံပါတ်တွေကိုကင်တဲ့ဖုန်းတွေကိုဆက်သွယ်သွားလိုက်ပါတစ်ခါမှလည်းဖုန်းတွေကဆက်တိုင်းမှာသူတို့ရဲ့အကြောင်းအရာတွေကိစ္စတွေရှိနေလို့မကင်ဖြစ်တဲ့အခါကျရင်လည်းနားလည်ပေးပါလို့ကြိုတင်ပြီးတော့လည်းမေတ္တာရပ်ခံပါတယ်အခုကကိစ္စဝိစာပေါင်းများစွာမိသားစုစားဝတ်နေရေးစီးပွားရေးတွေကြားထဲကနေပြီးတော့မှအားလည်းရက်တွေမှာမလိုအပ်တဲ့နေရာတွေမှာအချိန်တွေကိုအလေလွင့်မခံဘဲနဲ့သာသနာအကျိုးတွေကိုစီမံရတာဆိုတော့စီမံတဲ့လူတွေအတွက်ကတော့ပင်ပန်းပါတယ်ခက်ခဲပါတယ်စီမံဘူးတဲ့လူတွေသိပါလိမ့်မယ်ဒါကြောင့်မို့လို့စီမံနေတဲ့ပုံကိုယ်တွေဟာပေါ့တန်ရော့တိရော့ရဲပဲလုံးမလုပ်လို့မရပါဘူးဒါကြောင့်မို့လို့ကိစ္စပေါင်း1600ကြားကနေပဲကုသိုလ်ကိုလိုလားလို့မုံမြတ်တဲ့အလုပ်တွေဖြစ်လို့ပင်ပန်းခံအိပ်ပြတ်ခံပြီးတော့စိတ်ရှုပ်ခံပြီးတော့အကောင်းဆုံးကုသိုလ်စိတ်ကိုအမှုထားပြီးစီစဉ်နေကြတာဖြစ်ပါတယ်ဒါကြောင့်ယောဂီဝင်မဲ့ယောဂီတွေအနေနဲ့အလိုက်တည်သောအဖြစ်ဖုန်းတွေတစ်လုံးမရတစ်လုံးကိုဆက်သွယ်ပါမရမကဆက်သွယ်ပြီးတော့တရားစခန်းကိုဝင်ကြပါအခုကလည်းတော့ကျွန်တော်တို့ပြောမှဆိုလို့ရှိရင်တော့တက်တန်းတွေကယောဂဗျာမျိုးစုံနိုင်ငံများစွာကလည်းတိုက်ပွဲမျိုးစုံတွေနဲ့မျိုးအဖုံပုံစံအမျိုးနဲ့ကြီးကြီးငယ်ကြီးရွယ်ကြီးဆိုတာပုံစံမျိုးတွေမရွေးတော့ဘူးပေါ့နော်အားလုံးကတည်ခြင်းတရားကိုပုံစံအမျိုးနဲ့ရင်ဆိုင်နေရတဲ့ကာလတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့တေနီးတင်တန်းမို့တရားစခန်းဆိုတာကတော့ဗုဒ္ဓဘာသာအတွက်ကိုပြောတာပေါ့နော်ကျွန်တော်တို့ဗုဒ္ဓဘာသာထေရဝါဒအတွက်ကတော့တေနီးတင်တန်းခေါ်တာပေါ့တေနီးတင်တန်းကိုဝိပဿနာရှုမှတ်ခြင်းဖြစ်ကျင့်လို့ရပါတယ်ဝိပဿနာရှုမှတ်ခြင်းကတော့ထေရဝါဒရဲ့အထီရောက်ဆုံးအမှုမြတ်ဆုံးသောအလုပ်လို့ခေါ်ပါတယ်ဒီဝိပဿနာကိုရှုတတ်ထားမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ခန္ဓာကြီးရဲ့စိတ်တွေရုပ်တွေရဲ့ကျွန်တော်တို့တည်မြဲခြင်းမတည်မြဲခြင်းကြောင်းလဲနေတဲ့စိတ်တွေကိုသိလာတဲ့အခါကျရင်မိမိခန္ဓာကိုယ်မှာဖြစ်ပေါ်နေတဲ့ဝေဒနာတိုင်းကလည်းမတည်မြဲနေဘူးဆိုတဲ့သဘောကိုဝိပဿနာဉာဏ်နဲ့ပေါ့ဆရာသမားတွေရဲ့သွန်သင်မှုဆုံးမမှုကိုယ်တိုင်လည်းကျင့်ကြံကြိုးကိုအားထုတ်တဲ့နိနာနဲ့ပေါင်းဖက်ပြီးတော့ရှုမြင်နိုင်မှာဖြစ်ပါတယ်ဒါဆိုရင်ဖြစ်ပေါ်လာတဲ့ခန္ဓာဝေဒနာစိတ်ဝေဒနာခံစားချက်အတိုင်းကိုခံစားချက်တိုင်းကိုမမြဲခြင်းဆိုတဲ့တရားနဲ့မိမိတို့ကလက်ခံနိုင်သွားမှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ဘာဖြစ်လာလောဘဒေါသမောဟတွေကအကြီးစားတွေမဖြစ်တော့ဘဲနဲ့ဖြစ်တဲ့လို့ဖြစ်တာပါဆိုတဲ့နှလုံးသွင်းလေးတွေရရှိသွားပြီးတော့တေနီးတင်တန်းမှာတည်တက်သွားကြမှာဖြစ်ပါတယ်ဒါကြောင့်မို့လို့တရားလာအထုပ်ဖို့ကိုလေးလေးစားစားဒီနေရာကနေယူသားစွာဖိတ်ခေါ်ပါတယ်အဲ့တော့ကျွန်တော်အနေနဲ့ကတော့ဒီနေ့ယောဂီကိုပြီးမှန်မှာယောဂီ200လောက်ကိုတော့လက်ခံမှာဖြစ်ပါတယ်200မပြည့်တယ်ပြီးမှန်ကတော့အလဲအပတ်တွေအသွားအလာတွေလည်းရှိတယ်ကျွန်တော်တို့မတ်တာတို့လုပ်ငန်းမှာတောင်ပိတ်ရက်တွေကနဲတယ်ပေါ့နော်ဒါမျိုးလေးလည်းတချို့စက်ယုံတွေမှာကြားရပါတယ်ပိတ်ရက်နေတဲ့ခါကျတော့တချို့ကလဲလိုက်ကြတာပေါ့နော်အသွားလဲကြတာပေါ့နော်ဒါကြောင့်မို့လို့လဲတဲ့သွားတဲ့နေရာတွေမှာလည်းရာသီဥတုတွေကလည်းတိတ်ပြီးတော့ဖောက်ပြန်နေတယ်တိတ်မကောင်းတဲ့ကာလတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့
ဒုက္ခရောက်ခြင်းရောက်တရားစခန်းထဲမှာရောက်သွားတဲ့ဒုက္ခတော့မှတရားလေးနှလုံးသွင်းပြီးတော့သိမယ်ဆိုရင်မိမိတို့အပယ်လွတ်နိုင်ပါတယ်ဒါကြောင့်မို့လို့အခုလိုကပ်ပြီးဒီကျွန်တော်တို့ပေါ်များနေတဲ့ကာလမှာကိုယ့်အတွက်လှုပ်တင်လှုပ်အပ်တဲ့တရားဘာဝနာလေးတွေကိုရှုမှတ်ပွားများအားထုတ်ဖို့အတွက်ကိုစေကူးမိတယ်ဆိုလို့ရှိရင်ကျွန်တော်အခုချိန်ညာနေတဲ့မျက်စိနာဓမ္မမောင်မဲ့အတရားနေဥဆောင်သွားမယ်18ကြိမ်မြောက်တရားစခန်းမောင်းတော်မြေစင်ကန်ဒီနီးအတွက်တော့6ကြိမ်မြောက်တရားစခန်းကိုဝက်ခုံစမှုချင်းစမှုကျဲဒီပင်လယ်ကမ်းဆက်ကျောင်းတိုင်းမှာစီစဉ်ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်29ရက်နေ့ညချမ်း8:00 နာရီခွဲလောက်မှာတရားစခန်းကိုစတင်ဖွင့်လှစ်ပြီးတော့တရက်နေ့မှာစကားသိမ်းအောင်ပွဲကိုစီစဉ်သွားမှာဖြစ်ပါတယ်။စွန်ကုန်းလှူရှင်တွေလည်းပြည့်စုံနေပါပြီ။တခြားတရားတိုးပြီးတော့လူတန်းလိုတဲ့ပုံကိုယ်တွေအနေနဲ့တော့တရားစခန်းရဲ့အထွေထွေလိုအပ်ရာသုံးမှုအတွက်ကိုမတီလှူရှင်တွေအနေနဲ့ကတော့မိမိတို့ရှိသလောက်ကြိုက်သလောက်လှူဒန်းနိုင်ပါတယ်။လှူဒန်းသမှုကိုလည်းကျွန်တော်တို့အနေနဲ့ထမ်းကျောင်းတိုက်ဆရာတော်ကြီးပင်လယ်ကျောင်းတိုက်ဆရာတော်ကြီးနဲ့တရားလာရောက်ကြွရောက်ဟောကြားသွန်သင်ပြသဆုံးမပေးမယ်ကမ္မထာနာစရိယဆရာတော်မောင်းထောင်မြေစင်းကန်နီနီရဲ့ဒုတိယလက်ထောက်ဖြစ်တဲ့ဓမ္မစီယဦးထေးလန်တို့ရဲ့ဒူတော်ဖြစ်တဲ့အရှင်ပညာဒီပဓမ္မစီယဆရာတော်အရှင်သူမြတ်ကိုကျွန်တော်အနေနဲ့ပြတန်းပေးသွားမှာဖြစ်ပါတယ်ဆိုတဲ့အကြောင်းကိုဒီနေရာကနေလေးစားစွာကြေညာအပ်ပါတယ်တရားစခန်းဆိုတာကတော့တရားစခန်းကိုသွားမှတရားအထုတ်တာမဟုတ်ပါဘူးတရားဆိုတာအိမ်မှာလည်းအထုတ်လို့ရပါတယ်မှန်ပါတယ်တရားကိုကျွန်တော်တို့ကိုယ်တိုင်စီစဉ်နေတဲ့ပုံကိုယ်တွေတိုင်ပင်လျင်အိမ်မှာတရားအထုတ်ဖို့ဆိုတာမလွယ်ဘူးပေါ့နော်သိတော့သိတယ်တကယ်လုပ်ဖို့ကခက်ခဲပါတယ်ကိုကတကယ်တရားအလုပ်ကိုတကယ်ဝါသနာပါလုံးအားကြည့်ပြီးတော့တကယ်လုပ်နိုင်ရင်တော့ကောင်းပါတယ်တကယ်မလုပ်နိုင်ရင်တော့တရားစခန်းမှာကြတော့အထုတ်တဲ့ပုံကိုယ်တွေကိုကြည်တော်အဖြစ်ဆရာသခင်တွေရဲ့တုံ့ပြန်မှုကိုလိုက်နာတော်အဖြစ်အလှရှင်တွေရဲ့ကြည်နူးမှုပီတိပေါင်းများစွာနဲ့လာရောက်လှူဒါန်းမှုကိုလေးစားတော်အဖြစ်ဟောငါကတရားအထုတ်တဲ့သူတော်စင်ပါလားလို့အများယောဂီတွေနဲ့ချိန်ဟက်ပြီးတော့စိတ်ကိုနောက်ကနေပြီးတော့စပို့ပေါ့တွန်းတင်တော့မှန်လို့ဖြစ်တရားကိုတကယ်လှုပ်ချင်တယ်လှုပ်ဖြစ်သွားတယ်မလှုပ်ချင်ရင်တော့မဖြစ်မနေလှုပ်ဖြစ်သွားပါတယ်ဒါကြောင့်တရားစခန်းသည်တစ်နှစ်လုံးနေတဲ့ကာလမှာမိမိတို့ကြိုက်တဲ့နေရာကိုသွားပါလာပါနှုတ်ရှားပါလောဘဒေါသမောဟတွေကြိုက်တယ်လို့ဖြစ်ပါကြိုက်တယ်လို့နေပါဒါပေမဲ့မိမိအိမ်မှာအားထုတ်လို့ရပါတယ်ဆိုတဲ့ပုံစံမျိုးနဲ့ကြိုက်တယ်လို့နေတဲ့ပုံစံကနေပြီးတော့တရားအားထုတ်မယ်ဆိုရင်မဖြစ်နိုင်ပါဘူးလို့ဒါကြောင့်တရားစခန်းမှာဆရာသမားတွေရဲ့စီကံဥပရိသလူရှင်တို့ရဲ့မျက်နာမိမိနဲ့တူတူအားထုတ်တဲ့ယောဂီတွေရဲ့ကြီးညိုပွဲရရှုမှတ်မှုတတိကပ်မှုတွေကိုရှုစားပြီးတော့ကိုယ်လည်းမဖြစ်မနေအားထုတ်မယ်ဆိုတဲ့စိတ်နဲ့လာရောက်ပြီးတော့အားထုတ်လိုက်မယ်ဆိုရင်တော့နှလုံးသားထဲမှာတစ်နှစ်တာလုံးကျွန်တော်တို့ညစ်ပေနေတဲ့တင်နေတဲ့ကိလေသာကြီးတွေကတစ်ချိန်ကောင်းကောင်းထိလိုက်ရင်တော့မှအရှင်တခဏအတွင်းတော့ပပျောက်ပြီးတော့စိတ်ကလေးကကြည်လင်အေးချမ်းတဲ့ရတာကိုရရှိသွားမှာဖြစ်ပါတယ်ဒါကပဲကိုယ့်ရဲ့အထုံပါရမီအနေနဲ့တန်တရားအဆက်ဆက်ဘောအဆက်ဆက်ကိုပါသွားမှာဖြစ်ပါတယ်အချင်းကောင်းအထုံလေးတွေပေါ့နော်ဒါကြောင့်လာရောက်ပြီးတော့တရားအထုတ်ကြဖို့ကိုဒီနေရာကနေဒီဇင်ဘာလ29ရက်နေ့မတိုင်ခင်မှာကျွန်တော်ရဲ့ဒီကြော်ညာပေါ့နော်လူမှုရေးဘာသာရေးနိုင်ငံရေးတခြားသောကိစ္စတွေနဲ့အလုံးများနေလို့ကြော်ညာတွေကိုထိထိရောက်မတင်ပြတဲ့ကာလလေးကိုကျွန်တော်ကဟာသွားတဲ့ပုံစံမျိုးမဖြစ်ရလေအောင်လို့အခုလိုဗီဒီယိုလေးနဲ့ရုပ်သံလေးနဲ့ကျွန်တော်ကကြီးညာတာဖြစ်ပါတယ်။အဲကြောင့်မို့လို့ကျွန်တော်ဒီရုပ်သံလေးကိုကြည့်ပြီးတဲ့နောက်ပိုင်းမှာစင်ရင်ပေးတင်လို့ရတဲ့နေရာလေးတွေကိုကျွန်တော်ရဲ့ comment အောက်မှာလည်းရေးပေးလို့ရပါတယ်။ပြီးရင်မတ်တာတို့အကောင့်တွေကျွန်တော်ပန်းဖလက်လေးတင်ထားပါတယ်။ဆရာတော်အရှင်ပညာဒီပပုံလေးနဲ့တကွကျွန်တော်တို့ဖုန်းနံပါတ်လေးတွေမှာလည်းတိုက်ရိုက်ဆက်သွယ်သွားပြီးတော့ကျွန်တော်တို့ဆက်သွယ်ပြီးတော့စင်ရင်ပေးတင်လို့ရပါတယ်။အဲချွင်းချက်တွေနဲ့ကျွန်တော်ခုနမြတ်တာရက်ခံထားတာတော့ကျွန်တော်တို့လူတိုင်းကအများအကျိုးသာသနာအကျိုးနိုင်ငံအကျိုးလုပ်နေတယ်ဆိုတာကကျွန်တော်အားရလုပ်တော့မဟုတ်ပါဘူးเนาะကိုယ်မှလည်းကိုယ့်ရဲ့မိသားစုစားဝတ်နေရေးကျန်းမာရေးလူမှုရေးမျိုးစုံရှိပါတယ်ဒီကြားထဲကနေစီစဉ်ရတာမို့လို့မိမိတို့ဆက်လိုက်တဲ့အခါတိုင်းမှာချက်ချင်းတန်းပြီးတော့မဖြေချနိုင်တာလို့ဘာလို့ရှိရင်တော့သူတော်စင်လမ်းကိုရှောက်လမ်းမဲ့ယောဂီတွေအနေနဲ့ပရိယာလမ်းကိုရှောက်လမ်းမဲ့သူတော်စင်တွေအနေနဲ့မိမိရဲ့နံပါတ်1ထိန်းနဲ့ထောင်းနဲ့ဆိုပြီးတော့ဖြစ်ပေါ်လာတဲ့ဒေါသကိုတရားစခန်းမဝင်ခင်မှာလည်းအရင်ဆုံးနံပါတ်1ထိန်းချုပ်ပြီးတော့သီးခံပြီးတော့ကျွန်တော်တို့အားလုံးကုလူဆက်ဆံပြီးတော့နားလည်မှုနဲ့အတူစင်းလေးတွေပေးသွင်းပေးပါမေတ္တာရက်ခံပါတယ်ကျွန်တော်တို့ဘက်ကလိုအပ်ချက်ရှိသွားရင်လည်းခွင့်လွှတ်ပေးပါနော်ဒီနှစ်ကတော့ဒါကျွန်တော်တို့မျက်စိနာဓမ္မမောင်မဲ့အတင်းရဲ့18ကြိမ်မြောက်တရားစခန်းဖြစ်ပါတယ်မောင်းထောင်မြေချင်းကန်နီနီအတွက်ကတော့ဒါက6ကြိမ်မြောက်စီစဉ်မှုဖြစ်ပါတယ်ဒီနီးနာကတော့ဓမ္မစရိယဦးထေးလိုင်ကိုယ်တိုင်
80နှစ်လုံးမြန်မာနိုင်ငံရဲ့တန်ခါမဟာနာယကလူပုဂ္ဂိုလ်ပိုင်းဆိုင်ရာဥက္ကဋ္ဌအနေနဲ့နယ်လှည့်ပြီးတော့တရားတွေခေါ်ကြနေပြီမဲ့လည်းပဲဒီနည်းနဲ့မတွေ့ခင်မှာသူကတရားတော်မတွေ့ဘူးလို့သူပြောသွားခဲ့ပါတယ်။နောက်ဆုံးတော့82နှစ်မှာဒီနီးနာကိုကျင့်ကြံကြုတ်ကိုအားထုတ်ပြီးတော့တရားရဲ့အရာတာတွေဒီတမာရီအလင်းတက်ကြောင့်တွေ့ရမြင်ရတာတွေခန္ဓာကိုယ်လေးရဲ့တပွားပွားတဲတဲဖြစ်ပျက်နေတာတွေကိုဆရာကြီးကိုယ်တိုင်စာတွေ့ကိုတွေ့နဲ့ဟောပြောပွဲတွေမှာဟောပြောခဲ့တာတွေလည်းရှိပါတယ်။ဒါကတော့ဓမ္မစရိယဥထိလန်တို့ကနေစတင်ပြီးတော့ဒီနီးနာကပျောက်ကွယ်လူနီးပါးဖြစ်နေတဲ့မြန်မာနိုင်ငံမှာရှားပါသောသမထကိုဥတည်ပြီးတော့မှဝိပဿနာကိုကူးပြောင်းပြီးတော့အားထုတ်တဲ့သမထယာနိကာကနေဝိပဿနာကိုသွားတဲ့နီးနာဖြစ်ပါတယ်။လွန်တော်မူသွားတဲ့မြန်မာနိုင်ငံလုံးဆိုင်ရာတန်ခါမဟာနာယကဥက္ကဋ္ဌဗမော်ဆရာတော်ဘုရားကြီးကိုယ်တိုင်လည်းကျွန်တော်တို့မောင်းထောင်မြေစဉ်ကန်ဒီနီးရဲ့ကန်ဒီနီးရိပ်သာအလုံးရဲ့နာယကအနေနဲ့မလွန်တော်မူခင်အထိကိုနာယကအနေနဲ့ဒီနီးနာအလုံးရဲ့နာယကအနေနဲ့ဆရာတော်ဘုရားကြီးကကျွန်တော်တို့ရက်တည်သွားတာဖြစ်တယ်လို့ဆရာတော်ဘုရားကြီးကိုယ်တိုင်လည်းမောင်းထောင်မြေစဉ်ကန်ဒီနီးနဲ့ပဲတရားတွေကိုကျင့်ကြံကြုတ်ကိုအားထုတ်သွားခဲ့ပါတယ်ခင်ဗျာဒါကတော့ကျွန်တော်ထင်ရှားတဲ့ဆရာတော်ကြီးတွေထင်ရှားတဲ့စာရေးဆရာလူပုဂ္ဂိုလ်ဆရာကြီးဓမ္မစရိယဥထုလန်တို့ကိုယ်တိုင်ကျင့်ကြံသွားတဲ့နိနာဖြစ်ပါတယ်အဲတချို့ကဂိုင်းလာဟာဓာတ်လာဟာဆိုပြီးတော့တွဲမှားတဲ့အတွေ့အခေါ်တွေနဲ့ဝေဖန်တာတွေရှိပါတယ်ကိုယ်တိုင်းလာလုပ်ကြည့်ပါအားထုတ်ကြည့်ပါဓမ္မစရိယဥထုလန်တို့ဆိုတာကမတောက်တစ်ခေါက်စားတတ်တဲ့ပုဂ္ဂိုလ်တွေမဟုတ်ပါဘူးယဟန္တာနဲ့ပုဂ္ဂိုလ်တို့များအပါဝင်ဒသနာပါရဂုကျမ်းတို့စာအုပ်ပေါင်းများစွာကျရဏဂုံကြီးတို့အဆုံးမှာပဲဆရာကြီးရေးသွားတဲ့စာအုပ်တွေအများကြီးရှိပါတယ်နော်အဲ့တော့ကျွန်တော်စာအုပ်ခေါင်းစဉ်တော့ပြောတာမှားကောင်းမှားနိုင်တယ်ဆရာကြီးရေးသွားတဲ့စာအုပ်တွေအများကြီးရှိပါတယ်ဆရာကြီးကိုယ်တိုင်လည်းဒီမောင်းထောင်မြေစဉ်ကန်ကြီးဒီအားလုံးရဲ့ကျွန်တော်တို့လူပုဂ္ဂိုလ်ပိုင်းဆိုင်ရာတာဝန်ခံတရားအနေနဲ့မသေးခင်အထိဆောင်ရွက်သွားပြီးသူကိုယ်တိုင်လည်းဒီနီးနာကိုကျင့်ကြံသွားပါတယ်မောင်းထောင်မြေစဉ်ကန်ကြီးနီးနဲ့ဆက်ဆက်ပတ်သက်တဲ့ဒီနီးနာနဲ့ကျင့်ကြံကြုတ်ကိုအားထုတ်ဖို့အတွက်လာရောက်ပြီးတော့ဝင်မဲ့ယောဂီတွေအနေနဲ့ပဋ္ဌာန်းဆက်ရှိတဲ့ပုဂ္ဂိုလ်တွေကိုကျွန်တော်ဒီညနေဖိတ်ကြားအပ်ပါတယ်တကယ်တမ်းတော့ဒီနီးနာကရပ်ပေါင်း60ကျင့်ရတာပါလူပုဂ္ဂိုလ်တွေဒါပေမဲ့ကျွန်တော်တို့အခုဒီနီးနာကိုထိုင်းနိုင်ငံမှာကျွန်တော်6ကြိမ်မြောက်ကျင့်ပပြီးဖြစ်ပါတယ်3ရက်စက္ကန့်5ရက်စက္ကန့်နဲ့ပဲတကယ်တရားတွေကထူးထူးဆန်းဆန်းတွေ့တာမြင်တာပုဂ္ဂိုလ်တွေလည်းအများကြီးကျွန်တော်တို့တွေ့ရပါတယ်ယောဂီဆိုတာကတော့တီလာကိုအခြေခံပြီးတော့မှတမာတိပညာပိုင်းကိုသွားတာဆိုတော့လိန်ညာပြီးပြောတဲ့ယောဂီတရားမှမရှိပါဘူးသူတို့တွေ့တာကိုသူတို့တက်တယ်လို့သူတို့ပြောတဲ့ဗီဒီယိုဖိုင်လေးတွေလည်းကျွန်တော်တင်ပေးထားပါတယ်ဒီနီးနာနဲ့ကျွန်တော်ဒီထိုင်းနိုင်ငံမှာကျင်းပဖို့အတွက်ကိုစတင်ပြီးတော့ဓမ္မစရိယဥထုလန်ရဲ့အခုဆိုလို့ရှိရင် body အငြင်းရိပ်တာလှည့်ခုမှာဗရဏနာယကအကမဟာကမ္မထာစရိယဖြစ်တဲ့ဆရာတော်အရှင်ကေလာသားကိုရှောက်ဖူးပါတယ်ဆရာတော်ဘုရားဒီနီးနာကရက်တူစကန်းဆိုဖြစ်ပါမလားဆိုတော့ကိုရန်ကုန်နဲ့တက္ကရန်ကုန်ဆရာတော်ဘုရားစင်ကာပူကြွပူတယ်တဲ့အဲယောဂီလေးကိုဆရာတော်ဘုရား9မိနစ်လောက်ပဲတရားပေးလိုက်တာတဲ့9မိနစ်အတွင်းမှာပဲနမိတ်တွေပေါ်ပြီးတော့အတိတ်ဘဝတွေသူ့ရဲ့ဘဝတွေကိုပြန်မြင်တဲ့တမာတိတွေရသွားတယ်ပေါ့နော်ပြီးတော့တခါဝိပဿနာကိုကူးပြလိုက်တဲ့အခါမှာလဲဝိပဿနာကိုဖြောင်းဖြောင်းခွဲတွေ့တယ်ပေါ့နော်အားကြောင့်မလို့တကယ်ဒီနီးနာနဲ့တွေ့မဲ့ပုံကိုယ်တွေတာဝကတွေအနေနဲ့ကတော့3ရက်မဟုတ်ပါဘူး5မိနစ်10မိနစ်အတွင်းမှာတော့တွေ့သွားနိုင်တဲ့ပုံကိုယ်တွေရှိပါတယ်တကယ်လို့3ရက်အတွင်းမှာတရားမတွေ့ရင်တော့မှဒီနီးနာကဒီလိုကျင့်ရတာပါလားဆိုပြီးတော့နီးဆောင်ကိုသိထားတော့ပိုကောင်းတာပေါ့နော်တိုင်းတော်တိုင်းပေါင်းစုံတင်သေးတာပဲဗျာနော်ကိုယ့်ရဲ့ဒီနိဗ္ဗာန်ကူးဖို့လမ်းထေရဝါဒရဲ့အထွတ်ထိပ်ဖြစ်တဲ့နောက်ဆုံးပန်းနိုင်ဖြစ်တဲ့တရားမှတ်ဖို့ရရှိရေးအတွက်ကတော့မဟာစီနီးလဲလေးလာမှာဖြစ်သလိုမိုးကုံနီးလဲလေးလာမယ်မောင်းထောင်မြေစင်းနီးလဲလေးလာမယ်ဖားအောင်နီးလဲလေးလာမယ်ဆွန်လွန်နီးလဲလေးလာမယ်ကတက်ဝိုင်နီးလဲလေးလာမယ်တဲအင်းနီးလဲလေးလာမယ်နီးပေါင်းများစွာကိုလေးလာတဲ့အခါမှာကိုကတကယ်အားထုတ်ကြည့်လိုက်ပေါ့မျက်လုံးလေးကိုအသာရလေးမှိတ်ပြီးတော့ဘယ်နီးနဲ့ကြိုက်လဲပေါ့ကိုကြိုက်တဲ့နီးကကိုကဒီနီးရဲ့တာဝကပဲပေါ့နော်ကျန်တဲ့နီးတွေဝေဖန်လို့မရဘူးမောင်းတော်မြေဒီနီးနဲ့တွေ့ပြီးမိုးကိုသွားဝေဖန်လို့မရဘူးမိုးကိုနီးနဲ့တွေ့ပြီးတော့ဆွန်လွန်နီးနဲ့သွားဝေဖန်လို့မရဘူးဆွန်လွန်နီးနဲ့တွေ့တဲ့ပုဂ္ဂိုလ်ကလည်းဖားအောင်နီးကိုသွားပြီးတော့ဝေဖန်အပုတ်ချလို့မရဘူးဘာကြောင့်လဲဆိုတော့သူတော်စင်လန်းကိုလိုက်ပြီးတော့သူတော်ကောင်းတယောက်လွတ်တော်မဲ့ပုဂ္ဂိုလ်တွေကလူတစ်ဖက်သားထိခိုက်မဲ့ဘုရားရဲ့သာသနာပြတ်ပြားသွားမဲ့စကလုံးမျိုးကိုတစွန်းတစတလီတောင်မှမပြောရဲပါဘူးဒါကြောင့်မို့လို့ကိုယ်နဲ့ကြိုက်တဲ့ကမ္မထံကိုရဖို့အတွက်ကိုဤပေါင်းစုံကိုလေ့လာကြပါကျွန်တော်ကတော့ကမ္မခရပြုတဲ့ပုဂ္ဂိုလ်တယောက်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဖြစ်နိုင်ရင်တော့မောင်းထောင်နီးလဲကျွန်တော်ပြုပေးခြင်းနဲ့သင်္အေးနီးနဲ့လဲကျွန်တော်တရားစခန်းကြီးလုပ်ပေးခြင်းနဲ့ဆွန်လုံးနီးနဲ့လဲလုပ်ပေးခြင်းနဲ့မဟာစီနီးနဲ့လဲလုပ်ပေးခြင်းနဲ့ပြီးလို့ရှိရင်ဖားအောင်နီးနဲ့လဲကျွန်တော်လုပ်ပေးခြင်းတဲ့ပုဂ္ဂိုလ်ပါဘာကြောင့်လဲဆိုတော့
လူမျိုးစိတ်အဖုံဖုံယောဂီတွေကမျိုးစုံလာတာလေနော်လူပေါင်းများစွာကတစ်နှစ်ဆိုရင်တစ်မျိုးလာကြတာဆိုတော့သူတို့နဲ့ကြိုက်တဲ့နီးလေးတွေတွေ့သွားရင်ကောင်းတာပေါ့ဆိုတဲ့ရည်ရွယ်ချက်နဲ့ကျွန်တော်ကပြုပေးနေတာဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်ကတော့အများကြီးတော့လိုက်ပြီးတော့မပြုဖြစ်သေးပါဘူးเนาะကျွန်တော်တို့ ਨੇ ပဋ္ဌာန်းဆက်ပါတဲ့နီးနာတွေလည်းဖြစ်မှာပေါ့မိုးကုတ်နီးနဲ့12ကြိမ်ကျင်းပခဲ့ပြီးပါပြီအခုကတော့ဒီနှစ်ဒီဇင်ဘာလမောင်းထော်မြေစင်းကန်နီနီးဖြစ်6ကြိမ်တိုင်ပါပြီမောင်းထော်မြေစင်းကန်နီနီးနဲ့ဝါကွန်စမွတ်ချင်းပင်လယ်ကန်းဆက်ဘုံတော်ဤကျောင်းတိုက်မှာစွန်ကုန်းနေလည်းပြည့်ပါပြီတခြားသောမားတီအလူရှင်တွေကတော့မိမိတို့စိတ်တိုင်းကြဆန္ဒရှိသလောက်လာရောက်ပြီးတော့လေ့လာလို့ရတယ်လူတန်းလို့လည်းရပါတယ်ထမင်းချက်မဲ့ထမင်းပေါင်းအိုး9000ခွဲအလှလည်းပြည့်ပါပြီကျွန်တော်တို့မျက်စိနာဓမ္မမောင်မဲ့တင်းရနေဥဆောင်ပြီးတော့လိုအပ်တဲ့နေရာတွေမှာကြကြပြက်ပြက်အသုံးပြုဖို့အတွက်ကိုပင်လယ်ကန်းဆက်ကျောင်းတိုက်ကြီးရဲ့ဇရက်မှန်နေပြင်ဖို့အတွက်ဘန်းငွေ3သိန်းခွဲကိုလည်း3သိန်းခွဲကျော်တဲ့အထိလှူဒန်းပြီးစီးပါပြီဇရက်ကျောင်းကြီးရဲ့လမ်းတွေလိုအပ်တဲ့နေရာမှာလည်းလူရှင်ပေါင်းများစွာထံမှာအလှူခံပြီးတော့ကျွန်တော်3သိန်းကျော်လည်းလှူပြီးပါပြီအဲ့တော့ဒီကုသိုလ်တွေအားလုံးကိုလည်းကျွန်တော်တို့အမျှဝေပါတယ်ကျွန်တော်ပြောနေတာကိုယုံကြည်နဲ့ကျွန်တော်ဝေတဲ့အမျှကိုတာတို့ခေါ်ဆိုနိုင်ပါစေကျွန်တော်တို့ရဲ့သားလေးဖြစ်တဲ့သုံးလေးကိုလည်းအမျှဝေပါတယ်သုံးလေးလည်းကျောင်းရအရက်ကနေဖေးမေကြီးတို့ဥဆောင်နေတဲ့ကုသိုလ်တွေအားလုံးကိုရရှိနိုင်ပါစေသားလို့ရည်စိတ်တန်ပြီးအမျှဝေပါတယ်တသားလေးသုံးတဲ့တကွကျွန်တော်တို့30ပုံမှာရှိကြကုန်သော online မှာရှိကြကုန်သောလုံးစုံများသောတတဝါဝိနည်းအားလုံးကိုအမျှဝေပါတယ်ပုဂ္ဂိုလ်တတဝါရတဲ့ရတဲ့ပုဂ္ဂိုလ်အားလုံးအမျှဝေပါတယ်အမျှယူတော်မူကြပါသာဓုသာဓုသာဓု